ရှင်မမရဲ့နဲ့သမီးလေးလိုရန်လာတယ်ရှင်ခွင်မှာပြုံးလေးကြံခဲ့တယ်အဝေးဟင်းမဝဲတဲ့ငါကျင်နာနဲ့စကားလေးဆက်ဖုန်းလေးတဲ့လွမ်းတို့ပြေခဲ့တယ်မကြိုက်တဲ့ရာတွေမောင်လေးတကယ်ထားခဲ့မယ်တွေ့ထိုးတဲ့လူတွေကြားမမောင်ပေါ်ချင်းမပြတ်နေရက်ဆက်ခဲ့မှာကိုတွေ့ကြောက်တဲ့သူမို့မရှိတော့ရင်လေအတမဲတဲ့သူမို့ထားမသွားပါနဲ့မရဲ့မရ